တော့ထိုင်လို့မရတော့ဘူးเนาะဒီလိုတော့ Indian squat လို့ခေါ်တယ်အဲ့လိုအနောက်ကိုလန်လန်ကြတာမြင်လား Okay အဲ့လိုမျိုးထိုင်လိုက်တဲ့အခါမှာတင်းတဲ့နေရာလေးတွေကိုပြောပြပါဆက်ဒူးတင်နေ ဒူးတင်းတယ်ဒီအပေါ်ကတင်းလား မတင်ဘူးဆက် ဒီဒူးထဲမှာကြက်နေလို့ခံစားရတာ ဒီဘောလေးတင်ဟုတ်တယ်ဆက် ဟုတ်ပြီနောက်တစ်ခုက ခါဒီခါလေးတင်ဒီနောက်ကဒီကြောရမတင်းဘူးလား တင်နေဆက် နော်အဓိကဒီကျွန်တော်ဒီ tendons of Achilles ကိုကျွန်တော်ပြောကြတယ် အဲ့တင်နေ နော်အဲ့တော့ဒီအနောက်ကိုထိုင်လို့မရတဲ့ပြဿနာတစ်ခုထဲမှာဘူးရုတနေနဲ့မှတ်ထားပါကျွန်တော်တို့ဒီကောင် dorsiflexion ရအောင်ကျင့်အထိုက်တော့ကူညီပေးတယ် dorsiflexion ဆိုတာအပေါ်ကိုကော့တာကိုပြောတာအပေါ်ကိုကော့လို့မရလို့ तू ကဒီမှာ lock ဖြစ်နေတာ Okay နော် Okay အဲ့လိုလမ်းလမ်းကြာကျွန်တော်ဒါကိုကျွန်တော်လေ့ကျင့်ခန်းလေးကျွန်တော်ပေးလိုက်မယ်နော် child post တွေမှာတင်မာနဲ့ဖနှောင်းနဲ့အဲ့လိုဟုတ်ပြီကြာခုနအရှိကိုလှည့်ချလိုက် balasana လို့ခေါ်တယ်အဲ့မှာပြဿနာကခုန Indian squat ကိုမရတဲ့အကြောင်းရင်းကဒီတင်မာနဲ့ဖနှောင်းနဲ့မထီဘူးနော်သူဆွဲချလို့မရအောင်ဒီ lumbar မှာရှိတဲ့ခါမှာရှိတဲ့ကြောသားတွေ tight ဖြစ်နေတာအဲ့တော့ဒါလေးကိုကျွန်တော်တို့တဖြည်းဖြည်းလေ့ကျင့်ပေးမယ်စက္ကန့်20လောက်ဆွဲထားပြီးရင်ပြန် short ချအဲ့ဒါလေးကိုတဖြည်းဖြည်းလေ့ကျင့်ပေးမယ်ဆိုရင်ဒီတင်မာနဲ့ဖနှောင်းနဲ့တဖြည်းဖြည်းထိလာလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ Indian squat ကိုအလွယ်တကူရသွားလိမ့်မယ်